ဒီနေ့က day 2 50 shade of minced pork challenge ပြောပါတယ်ဒီနေ့ချက်မှာကတော့ကဖောင်မူဆက်ပေါ့နော်မူဆက်ဆိုတာတောက်ပြီးထားတဲ့ဝတ်သားကဖောင်နဲ့ကဖောင်ချက်ကြတဲ့လူတချို့ဆိုင်နေဆိုလို့ရှိရင် traditional ကဖောင်သိမ့်မဖြစ်ဘူးပေါ့နော်နည်းနည်းဗီဒီယိုတစ်ခုကြည့်ဦးတယ် traditional ကဖောင်ကတော့ဝတ်သားရယ်အရာတာရယ်မယုတ်တီးရယ်ကြက်သွန်ဖြူရယ် sorry ကြက်သွန်ဟုတ်တယ်ကြက်သွန်ဖြူရယ်ကဖောင်ရယ်ဒါပဲသူကကြက်သွန်နီလည်းမထည့်ဘူးပြီးတော့ပဲငပိလည်းမထည့်ဘူးဘာမှမထည့်ဘူးဟာပဲငမြာကြီးထည့်တယ်ခရုစီထည့်တယ်ခရုစီကတော့အရာပူရှိအောင်ထည့်အောင်ပေါ့နော်တချို့vlog လေးဆိုလို့ရှိရင်နေလီကြည့်တဲ့အထက်မှာ fuse ရအောင်ထည့်ဘူးအဲ့ဒါအခုနေလီချက်ပြထားတာဘာမှမပါဘူးအဲ့ဒါ original ဒါတခါလေကြားလို့ရှိရင်ပဲဒီထည့်တယ်ဟာပဲဒီထည့်တာက traditional မဖြစ်ဘူးလို့ပြောရပဲဒါပေမဲ့ပဲဒီထည့်ပြစားကြပါတယ်ထိုင်းများလူရအဲ့လိုပဲကိုချက်ကိုကြိုက်ခွဲရပါတော့ပေါ့ကိုမြည်ကြည့်ဟင်းအမြဲတမ်းချက်တိုင်းနဲ့အရသာထည့်ပြီးရင်မမြည်ဘူးအခင်းကျက်သွားမှမြည်ရယ်ပြီးရင်လည်းအရသာဘယ်တော့မှဆိုပြန်ပြင်စရာမလိုအဲ့လိုမျိုးစကေးပါသူ့ရဲ့အလိုက်ဆုံးသူ့ရဲ့ကွန်ဘိုအရမ်းမိတာကျုပ်ကျော် half fry ကျော်တာအနည်းလုံးဝမကြက်ဘူးဘေးနာအကာကျွန်းအရမ်းလိုက်တယ်အဲ့ဒါလုံးဝကွန်ဘိုပဲ Thank you for watching